Reading time. Page 36. ကြည်တော်ရဲ့ငမွေ logic တီတွဲနေတာတော့ရှိတယ်ချွတ်မပြရေးတာလေးပဲဘဝဆိုတာရေပွက်ပမာဆိုပေမဲ့ရေခမ်းချက်တာနဲ့ရေငဲ့ချက်တာလိုပဲပွက်ချိန်တော့ကွာတယ်ဘဝက Facebook စာမျက်နှာလိုပဲလူမြင်လွယ်တယ်အမှန်တရားမဟုတ်ဘူးလူကလက်လက်အကကအချိုးမိုင်းမိုင်းထိုင်ရင်လဲထိုင်နေနဲ့မတူမြောင်းမိုင်မှိုင်နေတယ်လို့ပဲကြားဖြစ်ချင်းကြားလို့ကျင်ကြားမဖြစ်ရင်တော့သင်အမီးတော့ပေါက်လာလိမ့်မယ်ဝိရိယကောင်းတဲ့ကလေးကမနဲ့ဆိုစောစောထတတ်ကြတယ်ရှူပေါက်ပြီးပြန်အိပ်ဖို့တချို့တွေက Facebook ပေါ်မှာစင်တယ်လို့ရေးထားတာ underground မှာတော့ album အောင်ထွက်နေပြီပတ်စံလေးနည်းနည်းရတာနဲ့ဘိုက်စာနေတာကိုဝယ်မစားဖုန်းပေအရင်ဖြည့်တာဘာလို့ဆို line ပေါ်မှာတထေးလှုပ်လို့ရတာဟုတ် Thank you